ပါရှင်ကျမတို့ဒေါက်တာဒေါ်ဝင်းမြင့်ဖြစ်ပါတယ်ကလေးတွေမှာပေါ့နော်နှုတ်တောက်တဲ့နေရာမှာတော့တချို့သောကလေးတွေကကြတော့ပေါ့နော်ဥပမာဆိုရှင်အလာဂျီရှိတဲ့သူရှိတယ်တချို့ကကြတော့ lactose intolerance ပေါ့နော်ဒီနှမျိုးကိုတော့ကျမတို့တွေကခရူးဆိုင်ရပါတယ်ဥပမာ lactose intolerance ဆိုတာတော့နှုတ်ထဲမှာပါတဲ့ enzyme ပေါ့နော်အဲ့ဒါတွေကကြတော့ကျမတို့တွေကဒါမဖြည့် enzyme တွေကမခြေဖြတ်နိုင်တာပေါ့နော်ဒါကြောင့်မလို့ဥပမာဆိုရှင် lactase ဆိုတဲ့ enzyme ကကျမတို့ရဲ့ခန္ဓာကိုယ်ထဲမှာလျော့နေနေတဲ့အခါမျိုးမှာဆိုရှင်နှုတ်ထဲမှာပါတဲ့ enzyme ကိုမဖြည့်ဖြတ်နိုင်တဲ့အတွက်ကြောင့်မလို့နှုတ်တောက်ပြီးတဲ့အခါမှာဆိုရှင် one shot ရာမျိုးတို့ bite ထဲမှာမအီမသာဖြစ်တာမျိုးပေါ့နော်ဒီလိုတွေဖြစ်တတ်ပါတယ်ရှင်ဒါကြောင့်မလို့လေကျမတို့တွေကနှုတ်တွေတောက်ပြီးတော့မှဒီလိုတွေဖြစ်တယ်ဆိုလို့ရှိရင်ကျမတို့တွေကကလေးတွေမှာပေါ့နော်အထူးသဖြင့်ဆိုလို့ရှိရင်တော့ဒါဥပမာဆိုလို့ရှိရင် stool for reducing sugar စစ်တာမျိုးတို့ဒါမျိုးလေးတွေပြုလုပ်တယ်ပြီးတဲ့အခါကျလို့ရှိရင်တော့နှုတ်တော့မတိုက်တော့ဘဲနဲ့ပေါ့နော်ဥပမာဆို lactose free ပေါ့နော်ဒီလိုမျိုးနှုတ်လေးတွေဆိုရှင်ပြောင်းပြီးတိုက်ရပါတယ်ဒါကတော့ lactose နဲ့ဥစားမတည့်တဲ့ဥစားမျိုးပေါ့နောက်တစ်ခုကတော့ကျမတို့အလာဂျီကိစ္စပါအလာဂျီဆိုတာမျိုးကတော့တကယ်ကိုပဲပေါ့နော်အနီရောင်ခွက်ကြီးတွေထွက်လာတယ်နော်နောက်ပြီးတဲ့အခါကျလို့ရှိရင်အသက်ရှူတွေကျက်လာတယ်တချို့ဆိုလို့ရှိရင်တော့ဒါအသက်ဆုံးပါသွားတဲ့ထိတောင်ဖြစ်နိုင်တာမျိုးဆိုကျမတို့ကအလာဂျီလို့ခေါ်ပါတယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒါလုံးဝမတည့်ဘူးပေါ့နော်ဒါကြောင့်မလို့ဒီလိုမျိုးတွေဖြစ်လာတယ်ဆိုရင်တော့ကျမတို့တင့်တော်တဲ့နော်ဒါတွေဘေးပေါ့နော်နားလေတက်ကြွတဲ့ဆရာဝန်တွေကိုပြသပေးဖို့အရေးကြီးပါတယ်နှုတ်ကိုလည်းကျမတို့ကဆက်တိုက်လို့တော့မရပါဘူးအဲ့တော့ပေါ့နော်ကျမတို့ကနှစ်ခုပဲကျမတို့ကခွဲခြားပါမယ် lactose intolerance လားဒါမှမဟုတ်ရှင်အလာဂျီလားဆိုတာဒါတော့မိမိတွေအနေနဲ့မသိဘူးဆိုတော့ကျမတို့လိုမျိုးနားလေတက်ကြွတဲ့ဆရာဝန်တွေကိုပြသပါပြီးတဲ့အခါကျလို့ရှင်ကျမတို့ကခွဲခြားပြီးမယ်ဆိုရင်တော့ဒါကလေးအတွက်အန်ဒီကင်းနဲ့တော့ကျမတို့ကျွေးလို့ရပါတယ်ရှင်ဒါကြောင့်မို့ဒါလေးကိုတော့သတိထားပါလို့တော့ပြောချင်ပါတယ်ရှင်မိသားစုရဲ့ပြေဝတဲ့အာဟာရနှုတ်မကောင်းကောင်း